အားလုံးပဲမင်္ဂလာပါရှင်။နှဲပိတ်ကနေကြိုဆိုပါရရှင်။ဒီနေ့တော့စားလို့အရန်ကောင်းတဲ့အုံနို့တာကိုကြော့ကြော်လေးလှုပ်စာဖြစ်လို့တကယ်ချင်းတို့ကိုလာမျှဝေပေးပါရရှင်။ဒါဆိုရင်တော့နှဲဘလို့လုပ်မလဲဆိုတာနှဲပြီးတော့ file ကိုဆိုသေးလေးကြည့်ပေးကြပါအောင်ရှင်။အရင်ဦးဆုံးဆူနေတဲ့ယူနီအိုလီထက်ကိုတာကိုနိုးစီဘူးတစ်ဝက်စာထပ်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ဆွန်လေးနဲ့အိုးမမကန်ရအောင်ငယ်ငယ်လေးမှုပေးလိုက်ပါမယ်ရှင်။နှစ်ခါဒီနေရာမှာအဆေးရောင်လေးတုပ်ပြထားတယ်ဆိုတော့အယောက်ဆိုးဆေးရောင်လေးကိုငယ်ငယ်လေးထည့်ပေးလိုက်တယ်ရှင်။တကယ်လို့မထည့်ရင်လည်းရပါတယ်ရှင်။ပြီးရင်တော့15မိနစ်လောက်ကြိုပေးပြီးရင်တော့သူ့ကိုမီးလေးပိတ်ပြီးဖိုးလေးအုပ်ပြီးတော့10မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့အုံနို့အိုလေးထက်ကိုကြောက်ကြောမို့ထမင်းစားဆုံးသက်စွန်းနဲ့တဝက်စာထည့်ပေးလိုက်တယ်ရှင်။အုံနို့ကိုတော့နိုးစီဘူးတဝက်စာထည့်ထားပေးလိုက်တယ်ရှင်။ရေကိုတော့နိုးစီဘူးတပူးစာထည့်ထားပေးလိုက်တယ်ရှင်။တခြားကိုတော့ကိုယ်စိတ်ကြိုက်ထည့်ယူနေပါတယ်ရှင်။ပြီးရင်စားနိုင်ငယ်ထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့နိုင်ငယ်လေးသမသွားမှွေပေးပြီးရင်တော့10မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်ရှင်။ဒါကြတော့ခဏနှက်ထားတဲ့တာကူစေ့လေးတွေပေါ့နော်။ခုဆိုရင်တော့တာကူလေးတွေလည်းမျက်စိလေးပျောက်သွားပြီဆိုရင်တော့စကားလေးနဲ့ဆက်ထုတ်ပြီးတော့ရေအေးလေးနဲ့2ရက်3ရက်လောက်စီထားပေးလိုက်ပါမယ်ရှင်။တာကူလေးကို2ရက်3ရက်လောက်စီကြောပြီးပြီဆိုရင်တော့ရေအေးလေးနဲ့ပဲစိတ်ထားပေးလိုက်ပါမယ်ရှင်။ဒါလေးကကျတော့ခဏနှက်ထားတဲ့အုံနို့နဲ့ကြောက်ကြော်မုန်းနဲ့ရောထားတဲ့ဟာလေးပေါ့နော်ဒါလေးကိုတမတော့မှွေပေးပြီးရင်တော့မီးဖို့ပေါ်တင်ပြီးတော့သူ့ကိုနည်းနည်းလေးဆူလာတဲ့ချိန်ထိကြိုးသွားပေးလိုက်ပါမယ်ရှင်ကြိုးသွားပေးလိုက်လို့နည်းငယ်လေးဆူလာပြီဆိုရင်တော့ခဏရေဆေးသက်စိန်ထားတဲ့တာကူလေးကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့တာကူနဲ့အုံနို့နဲ့ကိုတမတော့အောင်မှွေပေးပြီးရင်တော့နောက်ထပ်5မိနစ်လောက်ကြိုးသွားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာကြောက်ကြော်မို့ထိုးတဲ့ချိန်မှာတော့ရေကိုကြောက်ကြော်မို့ထမင်းစားစုံသက်ဆုံးဆိုရင်တော့ရေကိုနိုးစီဘူးတပူးစာတိုးပြထားတယ်ပေါ့နော်ကြောက်ကြော်မို့ထမင်းစားစုံသက်ဆုံးနဲ့တဝက်ဆိုတော့ရေကိုနိုးစီဘူးတပူးနဲ့တဝက်စာတိုးပြထားပါတယ်ရှင်တာကူလေးကျူသွားပေးတဲ့လို့5မိနစ်ပြည့်ပြီဆိုရင်တော့ကိုအေးခံမဲ့ခွက်လေးထက်ကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ဆွန်လေးနဲ့တေချာအောင်ခုလိုမျိုးမှွေထားပေးပြီးရင်တော့ညနေပြည့်လေးညှစ်ပြီးတော့အေးခဲသွားတဲ့ချိန်ထိအေးခံထားပေးလိုက်ပါမယ်ရှင်အေးခဲသွားပြီဆိုမှသူ့ကိုယူထုတ်ပြီးတော့ကိုလိုတဲ့ပုံစံလေးတိုင်းလှိဖြတ်ပြီးတော့စားလို့ရပြီပေါ့နော်ဒီအုံနို့တာကိုကြော့ကြော်လေးကအရန်စားလို့ကောင်းတယ်ပေါ့နော်ချိုချိုဆစ်စိတ်လေးနဲ့ရှင်ပြီးရင်လုံနေလေးကလည်းအရန်လွယ်ကူတယ်ပေါ့နော်ပါဝပစ္စည်းလေးတွေလည်းသိမများပါဘူးရှင်နေတော့ကြိုက်လို့မကြမကြလေးလှုပ်စာဖြစ်တယ်ပေါ့နော်ဒီမုတ်လေးကိုဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နေ့ဗီဒီယိုဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲတတ်တာ